ဟောဒီတစ်ဆက်တော့ကိုတတိယယုံလေးနဲ့တင်မဲ့ကောင်းကင်မှာတောင်မှပဲထောက်တိယဆိုတာရနိုင်ပါတယ်ကောင်းကင်ဆိုတာထောက်တိယမှာရှိမှမရှိတာလေကောင်းကင်မှာတောင်မှပဲတရားရနိုင်တယ်တဲ့မြေကြီးပေါ်မှာယတ္တိယရတယ်လို့ပဲကောင်းကင်ပြင်မှာလည်းပဲယတ္တိယကိုရနိုင်ပါတယ်လို့မတော်တဆအမြင့်ကလိမ့်ကြလာတဲ့အန္တရာယ်တွေကျုံလာလို့ရှိရင်ဟောဒီတစ်ဆက်တော့ကိုအမှတ်ရလိုက်တာနဲ့တပြိုင်နက်ထိုပုဂ္ဂိုလ်ဟာအောက်ထီအောင်မကြဘူးတဲ့အန္တရာယ်ကာကွယ်ပြီးသားဖြစ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့လိမ်ညာနဲ့ခရီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းတစ်ဆက်တော့ကိုနှလုံးသွင်းပြီးတော့ရွတ်ပွားသွားတဲ့လားပေါ့ကောင်းငင်ကနေခရီးသွားတဲ့ပုဂ္ဂိုလ်တွေတစ်ဆက်တော့ကိုအာယုံပြုတ်ထိုက်တယ်ရွတ်ဖတ်ထိုက်တယ်နော်ဒါကတီယိုကျွန်းမှာဒီကဝါပိဆိုတဲ့ဇေဒီတော်ကြီးတဆူရှိအဲ့ဒီဇေဒီတော်ကြီးကိုတန်ရှင်းလုပ်ပြီးတော့ဇေဒီပေါ်တက်ပြီးထုံးသင်္ကန်းကတ်တယ်ပေါ့အဲ့ဒီလိုကတ်တဲ့ခြေကျော်လက်ချော်ကြရဟန်းတော်လေးတစ်ပါးဟာဇေဒီထိတ်ကနေပြီးတော့ခြေကျော်လက်ချော်နဲ့အောက်လျှောကြလာတဲ့အချိန်မှာအောက်ကရဟန်းတွေကလှမ်းပြီးអော်ကြတယ်ဘယ်လို့မှမတတ်နိုင်တော့တစ်ဆက်တုပ်ကိုအာယုံပြုတ်လိုက်တစ်ဆက်တုပ်ကိုအာယုံပြုတ်လိုက်လို့ဆိုတော့အဲ့ဒီကိုတော်ကတစ်ဆက်ကပရိတံမန္တခတုတစ်ဆက်ကပရိတိကျွန်ုပ်ကိုစောင့်ရှောက်ပါစေလို့လဲဆိုလိုက်ရောဇေဒီတဲကအုတ်ချက်ကြီးနှစ်ချက်ဟာအလိုလိုထွက်လာပြီးတော့ဒီကိုတော်ရဲ့ခြေထောက်အောက်မှာခံပြီးသားဖြစ်သွားတယ်ဒီလိုဆိုတာကောင်းငင်ကရှောကြလာတဲ့ပုဂ္ဂိုလ်တောင်မှပဲဖရာဘော်ကနေအောက်လိမ့်ကြလာတဲ့ပုဂ္ဂိုလ်တောင်မှပဲဖရာတွေကအုတ်ချက်နှစ်ခုကဒါတကယ်ထွက်လာတာလားသူ့အတွက်အကာအကွယ်ဖြစ်သွားတာလားဆိုတာတော့ပြောလို့မရဘူးပေါ့နော်အဲ့လိုသူ့အတွက်ခြေတော့နင်းလို့ရတဲ့အရာတစ်ခုဟာခြေတော့အောက်ကလာခံသည့်အတွက်ကြောင့်သူဟာဇေဒီရောကလိမ့်ကြပြီးတော့အသက်ဆုံးရှုံးခြင်းမှတွတ်ပြောင်းသွားတယ်ဘေးရအန္တရာယ်ကြီးကင်းသွားတယ်လို့ဒီလိုပြောတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ဒီစကားကိုဆိုတာယတ္တာနုတ္တရဏေနာပိအနုတ္တရဏဆိုတာအမှတ်ရအောင်မေ့ဒီတစ်စက်ကသုတ်လေးကိုအမှတ်ရယုံလေးနဲ့